ဘေးရကြီးနေတဲ့ကိုနိုဟာမာရူကဟိုကာကဲဖြစ်လာခြင်းဖြက်လန်းနီးမရှိဘူးဆိုတဲ့သူ့အကိုကြီးနာရူတိုရဲ့စကားကိုပြန်ပြီးအမှတ်ရသွားပါတယ်ပြီးတဲ့နောက်အေဘီဆူကိုကင်ထားတဲ့ဖိရဲ့လက်တွေကိုခုနိုင်နဲ့ပစ်လိုက်ပြီးရဲရဲဝုန်းဝုန်းနဲ့တိုက်ခိုက်ဖို့ရှေ့ကိုထွက်လာခဲ့ပါတယ်အေဘီဆူကလည်းတနေ့ကျရင်ဟိုကာကဲဖြစ်လာမဲ့သူကဒီလိုနေရာမှာကိုယ့်ရဲ့အသက်ကိုမဖြုံးပစ်စမ်းပါနဲ့လို့ပြောနေပေမဲ့လည်းကိုနိုဟာမာရူကတော့နာရူတိုကသူ့ရဲ့ပြိုင်ပွဲဖြစ်တာကြောင့်နောက်ကသူ့လိုပဲဘယ်တော့မှထွက်ပြေးဖို့မလုပ်တော့ဘူးလို့ပြောလိုက်ပါတယ်အဲ့ချိန်မှာပဲဖိကလည်းအနားကိုရောက်လာပြီးဇက်တိုက်ခိုက်နေရကြောင်းအသေးအတန်ရှောင်နေရပါတယ်သူ့ကိုမိသွားရတဲ့တေမာဆိုတာကိုသိရကြောင်းနောက်ဆုံးနေရင်နန်ယန်စီကိုရောက်သွားတဲ့အတွက်ဖိစီမှာအဖမ်းခံလိုက်ရပါတယ်ချက်ချင်းပဲရီနေကန်နဲ့မျက်နှာကြီးပေါ်လာပြီးအေဘီဆူကလည်းကယ်ဘေးကိုကြိုးစားပေမဲ့မရပဲနာရူတိုရွာထဲမှာရှိမရှိအမေးခံရပါတယ်လိန်ပြောရတဲ့သူတေမယ်ဆိုတာကိုလည်းရှေ့ကအချက်လက်တွေကသတိထားမိပေမဲ့ဘာမှမသိဘူးလို့ပြောလိုက်ကြကြောင်းသူ့ပါဇက်ထဲကအရာကြီးကထွက်လာပါတယ်ဒါပေမဲ့ကိုနိုဟာမာရူကကိုဝါဖြစ်နေပြီးသူ့အကိုကြီးနာရူတိုတင်ပေးခဲ့တဲ့အေရန်အဆင့်ဂျူဆူရာစင်ကန်နဲ့ဖိန်းကိုနောက်ကနေတိတ်ထည့်လိုက်ပါတယ်အဆင့်မြင့်ဂျူဆူကိုတုံးလိုက်တဲ့ကြောင့်အေဘီဆူကလည်းအံ့ဩသွားပြီးရွာကိုအစွဲပြုပြီးပေးထားတဲ့သူ့ရဲ့နာမည်ကကိုနိုဟာမာရူနဲ့မျိုးရိုးနာမည်ကစာရုထုတ်ပြီးဖြစ်တဲ့အကြောင်းမြဲမြဲမှတ်ထားဖို့ဖိန်းကိုပြောလိုက်ပါတယ်